အမေရိကန်ရဲ့အဖန်ဂျာနဲ့ပင်လယ်နဂါးကြီးတို့ရှိနေသူတွေအီရန်ရဲ့ရေအောင်မိုင်းတွေအလုပ်ဖြစ်မှာမဟုတ်ပါဘူး။ဘာရှန်ပင်လယ်ကွေထဲမှာကမ္ဘာပေါ်ကတခြားဘယ်နေရာနဲ့မှမတူပဲရေနံတွေအများဆုံးစီးဆင်းနေတဲ့ရေပြင်တစ်ခုရှိပါသည်။နေစဉ်နဲ့အမျှကမ္ဘာရေနံလိုအပ်ချက်ရဲ့20%ခန့်ကဒီစင်းညံကျင်းလေးတဲကနေဖြတ်တန်းနေရတာပါ။အဲ့ဒီနေရာကဘလောက်တောင်ကျင်းတယ်လဲဆိုရင်အကျဉ်းဆုံးနေရာမှာတင်မော်လိုင်းတစ်ခုချင်းစီက2မိုင်လောက်ပဲကျင်းနေတာဖြစ်ပါသည်။တန်းနဲ့ချီတဲ့ရေနံစိမ်းပီပါတွေတင်ဆောင်ထားတဲ့စူပါတန်ကာတင်မောကြီးတွေကဒီလမ်းကြောင်းထဲမှာဒဇင်းချင်းစီတန်းစီပြီးသွားနေကြရတာပါ။ဒီလမ်းကြောင်းတွေကဆယ်စုနှစ်ပေါင်းများစွာကလေးကရေတပ်တွေနဲ့အစိုးရတပ်တွေကြားထဲမှာမြေပုံဆွဲတာ၊စောင်းကြည့်တာနဲ့အငင်းပွားစရာတွေဖြစ်နေခဲ့တဲ့နေရာပေါ့။အဲ့ဒီနေရာကတော့ဟော်မှုရေလက်ကြားပါပြီ။အကယ်၍မိတ်ဆွေကကားစီဖြည့်ဘူးတယ်မိဖို့ကြောင့်တုံးဂတ်ဆိုးလဲဘူးတယ်ဒါမှမဟုတ်မီတာကပေးဆောင်ဘူးတယ်ဆိုရင်ဒီရေလက်ကြားလေးရဲ့စီးပွားရေးကရက်ကမိတ်ဆွေရဲ့ဘဝကိုမိတ်ဆွေမသိနိုင်တဲ့နီးလန်းတွေနဲ့တက်ရောက်မှုရှိနေခဲ့တာပါ။အဲဒါကြောင့်လေဒီနေရာဟာကမ္ဘာမြေပုံပေါ်မှာမဟာဗျူဟာမြောက်ပြီးပောက်ကွဲလွယ်ဆုံးပင်လယ်ပြင်တစ်ခုဖြစ်နေရတာပေါ့။အခုချိန်မှာဒါကဘာကြောင့်ဒီလောက်တောင်အရေးတကြီးအရေးပါနေရတာလဲ။အဖြေကတော့ရေတပ်စစ်ပွဲသမိုင်းတစ်လျှောက်မှာအဟောင်းဆုံးဈေးအသက်သာဆုံးနဲ့အထိရောက်ဆုံးဖြစ်နေစေလက်နက်တစ်ခုကြောင့်ပါပဲ။အဲ့ဒါကတော့ရေအောင်မိုင်းတွေပါပဲ။ဒုံကြီးတွေမဟုတ်ဘူး။ရင်ငုတ်သင်းမောတွေလည်းမဟုတ်ဘူး။လေရင်တင်သင်းမောအုပ်စုလည်းမဟုတ်ပါဘူး။ရေအောင်မှာအသားလေးငြိမ်ပြီးထိုင်ဆောင်နေတဲ့ဒီပစ္စည်းလေးတွေကသူတို့ကိုပြန်လည်ခုခံရှင်းလင်းရမယ်ကုန်ကြစရိတ်ထက်အစာပေါင်းများစွာတက်တာနေတာပါ။ဒါပေမဲ့ပုံမှန်စစ်ပွဲတွေလိုတစ်ချက်မှပြက်ခတ်စရာမလိုပဲကမ္ဘာရေနံဈေးကွက်ကြီးတစ်ခုလုံးကိုဒူးထောက်သွားအောင်လုပ်နိုင်တဲ့စွမ်းအားရှိပါသည်။ရေအောင်မိုင်းလို့ပြောလိုက်ရင်ပြတိုက်ထဲကရှေးအောင်ပစ္စည်းတွေဒုတိယကမ္ဘာစစ်တုန်းကအကြောင်းတွေဒါမှမဟုတ်ခင်မီနည်းပညာတွေကြောင့်ခင်မစားတော့ဘူးလို့မိတ်ဆွေထင်ကောင်းထင်နိုင်ပါသည်။ဒါပေမဲ့အဲ့လိုထင်လိုက်တာကပဲရေတပ်ဗိုလ်ချုပ်တွေနှစ်ပေါင်းများစွာသတိပေးနေရတဲ့အကြီးမားဆုံးအမှားတစ်ခုဖြစ်သွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ရေအောင်မိုင်းတွေကခင်းနောက်မကျသွားတဲ့အပြင်ပို့ပြီးတော့အဆင့်မြင့်လာလို့ပါ။အထူးသဖြင့်ဒီဟော်မှုရေလက်ကြားရဲ့ပထဝီဝင်အနေထားအရဒါကမ္ဘာဘယ်ရေတက်မဆိုရင်ဆိုင်ရမယ်အချိုးမညီတဲ့ချင်းချောက်မှုဖြစ်နေလို့ပါပဲ။ဒီနေရာမှာအချိုးမညီခြင်းဆိုတာကအဓိကစကားလုံးပါ။အတိတ်ဘက်ကတော့အမေရိကန်ရေတပ်ရဲ့ဘတ်ဂျက်နဲ့ရှင်ရင်အစွန်းထွက်လောက်ပဲရှိတဲ့နိုင်ငံငယ်လေးတစ်နိုင်ငံကအမေရိကန်ရေတပ်ကိုအချိန်တွေငွေကြေးတွေနဲ့စစ်စင်ရေးဆိုင်ရာအန်ထရရီအကြီးကျယ်ပေးနိုင်တဲ့ပြဿနာမျိုးဖန်တီးလိုက်တာကိုဆိုလိုတာဖြစ်ပါတယ်။အီရန်နိုင်ငံဟာဆယ်စုနှစ်ပေါင်းများစွာကတည်းကရေအောင်မိုင်းအမြောက်များကိုစုဆောင်းလာခဲ့တာပါ။ဈေးလေးလာသူတွေနဲ့ထောက်လိုင်းရဲ့အကဲဖြတ်ချက်တွေအရအီရန်ရဲ့လက်နက်တိုက်ထဲမှာအမျိုးအစားစုံလင်လာတဲ့မိုင်းပေါင်းထောင်နဲ့ချီပြီးရှိနေတယ်လို့ခန့်မှန်းရပါတယ်။ပင်လယ်ကျမ်းမြေမှာကီဗယ်ဂျူးတွေနဲ့ချီနှောင်ထားတဲ့ရိုးရိုးရှင်းရှင်းထိတွေ့ပေါက်ကွဲမိုင်းတွေကနေစလို့တင်မောဖြတ်သွားတဲ့အခါဖြစ်ပေါ်လာတဲ့ရေဖီအားဒါမှမဟုတ်တန်လိုက်ဆက်ကွင်းကိုသိရှိပြီးအလိုလျောက်ပေါက်ကွဲနိုင်တဲ့ခင်မီအစစ်မြင့်မိုင်းတွေအထိမျိုးစုံပါဝင်နေတာပါ။ဒီမိုင်းတွေကိုမြန်နှုံးမြင့်တိုက်ခိုက်ရေးလေတွေကနေဖြစ်စီတာမန်ရသားကုန်တင်တင်မောတွေနဲ့ခွဲခြားမရအောင်မှီညှမ်းထားတဲ့တင်မောတွေကနေဖြစ်စီရေရောက်ကနေလှုပ်ရှားနေတဲ့ရေငုံတင်မောတွေကနေဖြစ်စီချထားနိုင်ပါသည်။ကျန်တဲ့လောက်ကတော့ပထဝီဝင်နေထားကဆက်လုပ်ပေးသွားမှာပါ။နှစ်မိုင်ပဲကျဲတဲ့လမ်းကြောင်းဒါကကမ္ဘာစီးပွားရေးကိုလဲပတ်ပေးနေတဲ့ရေနံတင်တင်မောကြီးတွေကုန်တင်တင်မောတွေနဲ့တဘာဝဓာတ်ငွေတင်တင်မောကြီးတွေတွားဖို့အတွက်ရနိုင်သမျှနေရာအခြေဝင်းပါပဲ။အဲ့ဒီလမ်းကြောင်းတွေထဲမှာမိုင်းတွေအလုံးလောက်ချထားလိုက်ရုံနဲ့ဘယ်တင်မောတစ်စင်းကိုမှနစ်အောင်ပြစ်စရာမလိုပဲကမ္ဘာအကျက်တဲကိုဖန်တီးနိုင်ပါရီ။ဟော်မိုရေလက်ကြားထဲမှာမိုင်းတွေရှိနေတဲ့ဆိုတဲ့အထီးပြုချက်ထွက်လာတာနဲ့ကုန်သွယ်ရေးတင်မောတွေကချက်ချင်းဆိုသလိုရပ်တန့်သွားမှာပါ။အာမခံကြီးတွေထိုးတက်လာမယ်တင်မောကပတိန်တွေကခရီးဆက်ဖို့ညှင်းဆန်ကြမယ်။ကုန်သည်တွေကစိတ်ကန်းတွေမှာပုံဝေါ်သွားပါလိမ့်မယ်။နိုင်ပိုင်းတွင်းမှာပဲရေနံစင်းနှုန်းတွေကအစမတန်မြင့်တက်လာမှာပါ။ဒါဟာအမေရိကန်စစ်ဌာနချုပ်ရဲ့အရေးပေါ်စီမံကိန်းတိုင်းမှာရှိနေတဲ့တင်းမာလာတဲ့မေးခွန်းတစ်ခုကိုဖြစ်ပေါ်စေပါရီ။အကယ်၍အဲ့ဒီလိုသာဖြစ်လာခဲ့ရင်ရေတပ်ကဒီလမ်းကြောင်းကိုဘယ်လိုရှင်းမလဲပြီးတော့ဘလောက်အမြန်ဆုံးရှင်းနိုင်မလဲဆိုတဲ့မေးခွန်းပါပဲ။အဖြေကတော့လူအများစုတစ်ခါမှမကြားဘူးတလို့မြင်ရင်လည်းမမှတ်မိနိုင်တဲ့စစ်တင်မောအမျိုးအစားတစ်ခုကနေစတင်ပါရီ။အဲ့ဒါကတော့မိုင်းရှင်းလင်းရေးတင်မောတွေပါပဲ။အမေရိကန်ရေတပ်ရဲ့မိုင်းစစ်စင်ရေးအစွမ်းမကမှာနှစ်ပေါင်းများစွာအဓိကတာဝန်ထမ်းဆောင်နေတာကတော့ Avenger Class မိုင်းရှင်းလင်းရေးတင်မောတွေပဲဖြစ်ပါတယ်။ဒီတင်မောတွေကရေတပ်မှတ်တမ်းတင်ဗီဒီယိုတွေဒါမှမဟုတ်စစ်ကားတွေထဲမှာပါလေးရှိတဲ့တင်မောမျိုးတွေမဟုတ်ပါဘူး။သူတို့ကကြီးလိုက်ရင်ပြောင်ပြောင်လက်လက်နဲ့မြန်ဆန်တဲ့ပုံစံမျိုးမဟုတ်တလို့မြင်တာနဲ့တင်ကြောက်လန့်သွားရမယ့်အသွင်ပြင်မျိုးလည်းမရှိပါဘူး။စစ်တင်မောဆန်တုံးနဲ့ကြည့်ရင်လည်းတင်းငယ်ပြီးရိုးရှင်းရှင်းပုံစံသာရှိသလိုရေထဲမှာလည်းတုံတုံရင်နဲ့ဖြည်းဖြည်းချင်းပဲသွားကြတာပါ။ဒါပေမဲ့သူတို့ဘာကြောင့်ဒီလောက်နည်းနည်းကွေကွေသွားနေရတယ်ဆိုတဲ့အကြောင်းပြချက်ကပဲသူတို့တရှိနေရခြင်းရဲ့အဓိကအကြောင်းရင်းပါပဲ။ဒီတင်မောတွေရဲ့ကိုယ်တွေကိုတန်လိုက်ဆက်ကွင်းတိုက်ရောက်မှုအနည်းဆုံးဖြစ်အောင်အထူးရွေးချယ်ထားတဲ့ပစ္စည်းတွေနဲ့တိစောက်ထားတာပါ။အချို့အပိုင်းတွေမှာတစ်သားပေါ်မှာ fiber glass အလွှာလိုက်အုပ်ပြီးတိစောက်ထားပါရီ။နောက်ပြီးခေတ်သစ်မိုင်းစစ်စင်ရေးရဲ့ထူးဆန်းတဲ့လက်တွေ့အရှိတရားတစ်ခုရှိပါရီ။အဲ့ဒါကတော့အစင်းမြင့်ရေအောင်မိုင်းတော်တော်များများကတင်မောနဲ့ထိမှပေါက်ကွဲတာမျိုးမဟုတ်တော့ပဲအနာကဖြတ်သွားတဲ့တင်မောရဲ့တန်လိုက်ဆက်ကွင်းကိုတိရှိတာနဲ့ပေါက်ကွဲအောင်ဖန်တီးထားတာပါ။ဘယ်လိုလဲဆိုတော့တမ်မနီကိုရဲနဲ့တိစောက်ထားတဲ့ဖြတ်တင်မောဒါမှမဟုတ်အပေါ်သားတိုက်တင်မောကြီးတွေကပင်လယ်ရေထဲမှာရွေလျားတဲ့အခါတိတာထင်ရှားတဲ့တန်လိုက်ဆက်ကွင်းတစ်ခုကိုထုတ်လွှတ်ပါရီ။တချို့မိုင်းတွေကအဲ့ဒီတန်လိုက်လိုင်းကိုမှတ်မိပြီးပေါက်ကွဲဖို့ဒီဇိုင်းထုတ်ထားတာပါ။ဒါကြောင့်ဒီမိုင်းတွေကိုရှာဖွေဖျက်ဆီးဖို့လွှတ်လိုက်တဲ့တင်မောတွေကိုတော့မိုင်းတွေကိုပေါက်ကွဲစေမဲ့တန်လိုက်လိုင်းတွေထွက်မလာအောင်အထူးတက်လေတိစောက်ထားရတာပါ။
ဒါကိုကြည့်ရင်စစ်စင်ရေးရဲ့တယောစာတစ်ခုလိုပါပဲကမ္ဘာသမိုင်းမှာအင်အားကြီးဆုံးရေတပ်ကြီးဖြစ်တဲ့အမေရိကန်ရေတပ်ကစစ်သင်္ဘောကြီးတွေထက်တစ်သား9ဖန်းလှေနဲ့ပိုတူတဲ့သင်္ဘောတွေကိုတမင်တကာဖန်တီးခဲ့ရပါတယ်အဲ့ဒါမှသာစစ်သင်္ဘောတွေကိုတပ်ဖို့စောင့်နေတဲ့ပစ္စည်းတွေနာကိုမပေါက်ကွဲစေဘဲချင်းကပ်နိုင်မှာဖြစ်လို့ပါပဲဒါဟာမိုင်းရှင်းလေးလုပ်ငန်းစဉ်ရဲ့လက်တွေ့ပုံရိပ်ဖြစ်ပါတယ်ကမ္ဘာအန်ဒရယ်ရှိဆုံးရေလမ်းကြောင်းတစ်ခုထဲမှာဖြည်းဖြည်းချင်းခုံမောင်းပြီးတကယ်ကိုပင်ပန်းခတ်ခဲတဲ့အလုပ်ကိုဂယုတစိုက်နေလုပ်နေရတာပါဘယ်လိုပဲဖြစ်ဖြစ်ရေအောင်မိုင်းတွေကိုတကယ်တမ်းစတင်ရှာဖွေတဲ့လုပ်ငန်းစဉ်ကဆိုနာစနစ်နဲ့စတင်ပါတယ်ဒီသင်္ဘောတွေရဲ့အောက်ခြေမှာတက်ဆင်ထားတာဒါမှမဟုတ်သင်္ဘောနောက်ကနေကျိုးနေဆွဲပြီးတဲဆောင်လာတဲ့ကြည်လင်ပြတ်သားမှုမြင့်ဆိုနာစနစ်တွေကပင်လယ်ကျမ်းပြင်ကိုအသေးစိတ်စကင်ဖတ်ကြည့်တာပါပြီးရင်ရေအောက်မှာရှိနေသမျှအရာအလုံးကိုအတန်လှိုင်းသုံးပုံရိပ်ဖော်စနစ်တွေနဲ့တိစောက်ယူပါတယ်အဲ့ဒီချိန်တင်မောဘော်ကမှောင်မဲနေတဲ့အခန်းငယ်လေးထဲမှာ operator တွေက screen တွေကိုတေချာကြည့်ပြီးပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုလိုက်ရှာနေကြရတာပါမရှိတဲ့နေရာမှာရှိနေတဲ့အဝိုင်းပုံစံအရာဝတ္ထုပင်လယ်ကျမ်းပြင်ကနေထွက်နေတဲ့ကီဗယ်ကျိုးဒါမှမဟုတ်တဘာဝတိုင်းမဟုတ်ပဲထူးခြားနေတဲ့ပစ္စည်းတွေကိုသူတို့ကစောင့်ကြည့်ရှာဖွေကြရတာဖြစ်ပါတယ်ဒါပေမဲ့ဟော်မူရေလက်ကြားရဲ့ပင်လယ်ကျမ်းပြင်ကအမိုက်ဒရိုက်တွေနဲ့ပြည့်နှက်နေတာပါကြောက်ဆောင်တွေတင်မကပဲဆယ်စုနှစ်ပေါင်းများစွာကလေးကနေမြုပ်နေခဲ့တဲ့ကြောက်ဆူဟောင်းတွေပြုတ်ကျသွားတဲ့ကုန်တင်ကွန်တိန်နာတွေနဲ့ငါးဖမ်းဖိုက်တွေလည်းရှိနေတာပါဘယ်လိုပဲဖြစ်ဖြစ် operator ကထူးခြားတဲ့အရာဝတ္ထုတိုင်းကိုစစ်ဆေးရပါတယ်အများစုကတော့ဘာမှမဟုတ်တဲ့အမိုက်တွေဖြစ်ပေမဲ့တချို့ကတော့အမိုက်မဟုတ်ပါဘူးအဲ့ဒါကိုတေချာသိဖို့ဆိုရင်တော့အနီးကပ်ကြည့်ဖို့ပဲရှိပါတယ်ဒီနေရာမှာမေးစရာရှိလာတာကမတော်တဆထင်းမိတာနဲ့ကိုယ့်ကိုတက်ဖြစ်နိုင်တဲ့ပစ္စည်းတစ်ခုကိုဘယ်လိုမျိုးအနီးကပ်သွားကြည့်မလဲအဖြေကတော့လူကိုမလွတ်ပဲစက်ကိုလွှတ်ထားပါပြီတင်မသားတွေကအဝေးထင်းရေရောက်ရင်တနည်းအားဖြင့် ROV လို့ခေါ်တဲ့ရေရောက်သုံး drone တစ်စီးကိုရေထဲကိုလွှတ်ချလိုက်မှာပါဒီ drone မှာကင်မရာတွေမီးချောင်းတွေပါဝင်တယ်လို့လိုအပ်ရင်ဖောက်ခွဲရေးပစ္စည်းအသေးစားလေးတွေကိုပါတည်ဆောင်ပြီးချထားနိုင်စွမ်းရှိနေတာပါအဲ့ဒီချိန်မှာ ROV ဟာပင်လယ်ကျမ်းပြင်ကအရာဝတ္ထုစီကိုဖြည်းဖြည်းချင်းဆင်းသွားပါတယ်တင်မဘော်က operator တွေကကေဘယ်ကျိုးကတဆင့် drone ကိုထိန်းချုပ်မောင်းနှင်ပြီးကင်မရာကနေအနီးကပ်ကြည့်ရှုကြတာပါအဲဒီခါတည်းမှာတော့အဲ့ဒီအရာဝတ္ထုကလူတိုင်းမျှော်လင့်ထားသလိုကြောက်ခဲဒါမှမဟုတ်အမိုက်ပဲဖြစ်နေတတ်ပါတယ်ဒါပေမဲ့တခါတည်းမှာတော့ဆိုနာကပြထားတဲ့အတိုင်းရေအောင်မိုင်းတစ်လုံးကပင်လယ်ကျမ်းပြင်မှာအသာလေးငြိမ်ပြီးစောင့်နေတာကိုကင်မရာကနေမြင်လာရတတ်တာပါအဲဒီခါမှာတော့ ROV ရဲ့နောက်ထပ်တာဝန်ကအဲ့ဒီမိုင်းရဲ့ဘေးနားမှာဖောက်ခွဲရေးပစ္စည်းအသေးစားလေးတစ်ခုသွားချထားဖို့ပါပဲပြီးရင်တော့ဒရုန်းကဘေးကင်းတဲ့အကွာဝေးကိုဆုတ်ခွာသွားပြီးတင်မောဘော်ကနေခလုံးနှိပ်ပြီးဖောက်ခွဲလိုက်ပါတယ်ဝုန်းကနေပေါက်ခွဲတာနဲ့အတူရေပင်ပေါ်မှာရေတိုင်ကြီးထောင်တက်လာပြီဆိုရင်လမ်းကြောင်းရဲ့စိတ်ပိုင်းတစ်ခုကဘေးကင်းသွားပါပြီပြီးရင်တော့တင်မောကရှေ့ကိုဆက်လက်ပြီးဒီလုပ်ငန်းစဉ်ကိုမိုင်းတစ်လုံးချင်းစီတမီတာချင်းစီစိတ်ရှည်လက်ရှည်နဲ့ပြန်လို့ရပြန်ပါပြီဒါတကယ်ကိုပင်ပန်းဆင်းရဲပြီးစနစ်တကျလုပ်ရတဲ့အလုပ်မျိုးပါအဗန်ညာတင်မောတစ်စင်းကတနေ့လုံးအလုပ်လုပ်ရင်တော့မီတာအနည်းငယ်လောက်ပဲရှင်းလင်းနိုင်ပါတယ်ဒါဟာတကယ်စေးရေးပြဿနာကြီးတစ်ခုပါဘာကြောင့်လဲဆိုတော့ဟော်မူရေလက်ကြားက35မိုင်လောက်ရှည်လျားလို့ပါအဲဒီတော့ရေတက်မှာဒီထက်မြန်မြန်ရှင်းနိုင်မဲ့တခြားလက်နက်တွေကမရှိတော့ဘူးလားအကယ်၍ ROV drone တွေနဲ့ရှင်းလင်းတာကအရန်နှေးနေတယ်ဆိုရင်ရေတက်မှာအရှိန်မြင့်မှုတခြားလက်နက်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့မိုင်းစစ်စင်ရေးလောကမှာအမြင်သာဆုံးနဲ့အထင်ကြီးစရာအကောင်းဆုံးပစ္စည်းတစ်ခုဖြစ်တဲ့ MH-53E Sea Dragon ရဟတ်ယာဉ်ကြီးပါပဲဒီရဟတ်ယာဉ်ကိုအပြင်မှာပထမဆုံးချိန်မြင်မှုတဲ့သူတိုင်းကသူ့ရဲ့အရွယ်အစားကြောင့်အံ့အားသင့်သွားကြလိမ့်ရှိပါလိမ့်သူ့ရဲ့ဒလက်အချင်းဝက်ကတချို့လေရင်ပြန်တွေရဲ့တောင်ပန်အခြေထက်တောင်ပိုကြီးနေလို့ပါသူကအတန်လဲအရန်ကျဲတယ်လို့ကြီးလိုက်ရင်လဲခတ်တောင်းတောင်းခတ်ထွားထွားကြီးပေါ့ပြောရရင်သူကရုပ်ရှင်တွေကလိုပြောင်ပြောင်လက်လက်တိုက်ခိုက်ရဟတ်ယာဉ်မျိုးမဟုတ်ပဲစက်မှုလုပ်ငန်းသုံးဆက်ရန်ရာကြီးတစ်ခုနဲ့ပို့တူပါရီဘယ်လိုလုပ်လို့လဲဆိုတော့သူ့ရဲ့နောက်ကနေမိုင်းရှင်းလေးရေးအထူးပြုစနစ်တွေကိုရေထဲမှာကျိုးနေဆွဲပြီးတည်ဆောင်ဖို့ဒီဇိုင်းထုတ်ထားတာပါရဟတ်ယာဉ်ကရေလက်ကြားရဲ့မျက်နှာပြင်ပေါ်မှာနေနေလေးနဲ့ဖြည်းဖြည်းချင်းပြန်တန်းရင်းသူ့နောက်ကပေယာနဲ့ချီတဲ့ကေဘယ်ကျိုးတွေနဲ့ချိတ်ထားတဲ့ကရိယာတွေကိုရေအောက်မှာဒရက်တိုက်ဆွဲသွားတာမျိုးပေါ့အဲ့ဒီဆွဲယူလာတဲ့စနစ်တွေကတချို့ကတော့ဆိုနာသုံးပြီးပင်လယ်ကျမ်းပြင်ကိုတင်မောရီထက်အစာပေါင်းများစွာပိုမြန်တဲ့အချိန်နဲ့စကန်ဖတ်ပါရီနောက်ထပ်ထူးခြားတဲ့စနစ်တစ်ခုကတော့မယုံနိုင်စရာကောင်းတဲ့အလုပ်ကိုလုပ်တာပါအဲ့ဒါကတော့တင်မောအကြီးကြီးတစ်စိမ်းရဲ့ပုံရိပ်အထုကိုဖန်တီးတာပါပဲတင်မောရဲ့ပန်ကားကထွက်တဲ့အတန်လိုင်းတွေဆက်ရန်ရတွေရဲ့စူညံတန်တွေနဲ့တန်မဏိကိုတွေကထွက်တဲ့တန်လိုက်ဆက်ကွင်းတွေကိုဒီကရိယာကတမင်တကာထုတ်လုပ်ပေးတာပါဒါဟာအဲ့ဒီအချက်ပြချက်တွေကိုစောင့်ကြည့်နေတဲ့မိုင်းတွေကိုလှည့်စားဖို့ဖန်တီးထားတာဖြစ်ပါတယ်ရဲရင်ကဘေးကင်းတဲ့အမြင့်ကနေပြန်တန်းနေရင်အောက်ကမိုင်းတွေကိုပေါက်ခွဲသွားအောင်ဆွဲဆောင်လိုက်တာပေါ့ရေနံနေတင်မောကြီးတစ်စင်းအောက်မှာပေါက်ခွဲမဲ့အစားဒီလိုကရိယာအောက်မှာပေါက်ခွဲသွားတဲ့မိုင်းကဘသူ့ကိုမှအန်ဒရယ်မပေးနိုင်တော့ပါဘူးအဲ့ဒီချိန်မှာရဲရင်ဘောကအဖွဲသားတွေကပေယာနဲ့ချီတဲ့အမြင့်ကနေရေမင်းပေါ်မှာဖွေးကနေထောင်တက်လာတဲ့ရေတံကြီးကိုကြည့်ပြီးလမ်းကြောင်းတစ်ခုထပ်မံဘေးကင်းသွားတာကိုအတည်ပြုနိုင်ပါတယ်စီဒရာဂွန်ကတင်မောရီထက်တနာရီကိုရှင်းလင်းနိုင်တဲ့ area ပိုများတာလည်းအမှန်ပါပဲတင်မောရီကအသေးစိတ်စစ်ဆေးတာတွေလုပ်ပြီးရဲရင်တွေကကြဲကြဲပြန့်ပြန့်လိုက်ရှင်းတဲ့အခါမှာတော့လမ်းကြောင်းရှင်းလင်းရေးအရှိန်ကတကယ်ကိုမြန်ဆန်လာပါပြီ။ဒါပေမဲ့တကယ်လက်တွေ့အချက်တဲမှာတော့ဒါဟာနှေးနေသေးတာပါ။ပြီးတော့ဒီမိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်ကိုယ်တိုင်ကလည်းတိုက်ခိုက်ခံရနိုင်တဲ့ပြစ်မှတ်တစ်ခုဖြစ်နေရပါတယ်။ဒီနေရာမှာရေတပ်ဗိုလ်ချုပ်တွေအတွက်အဖြစ်ရခက်ဆုံးမေးခွန်းတစ်ခုရှိလာခဲ့တာပါ။အကယ်၍မိုင်းရှင်းလင်းရေးလုပ်နေတော့မှအီရန်ဘက်ကနှောက်ယှက်တိုက်ခိုက်ခဲ့ရင်ဘာဆက်ဖြစ်မလဲဆိုတာပါပဲ။
အီရန်ရဲ့တော်လှန်ရေးအဆောင်တပ်ဖွဲ့ရေတပ် IRGC ကပါရှန်ပင်လယ်ကွေ့ထဲမှာမြန်နှုံးမြင့်တိုက်ခိုက်ရေးလှေအုပ်စုကြီးကိုပိုင်ဆိုင်ထားပါတယ်။သူတို့ကဖျက်သိမ်းမောတွေမဟုတ်ပေမဲ့အုပ်စုလိုက်ဝိုင်းအောင်တိုက်ခိုက်တဲ့ဗျူဟာကိုတုံးကြတာပါ။ရော့ကက်ပစ်လောင်ချလို့ခေါ်တဲ့ RPG တွေစက်တနက်ကြီးတွေနဲ့တဲမောဖြတ်ဒုံးကြီးတွေကိုတပ်ဆင်ထားတဲ့ဒီလှေလေးတွေကိုတိစောက်ရတာဈေးသက်သာတယ်လို့အီရန်ကမ်းခြေကနေမိနစ်ပိုင်းတွင်လမ်းကြောင်းတွေကိုရောက်လာနိုင်ပါတယ်။ဒါကြောင့်မိုင်းရှင်းလင်းရေးလုပ်နေတဲ့နေခွေးတဲ့သင်္ဘောတွေနဲ့ရဟတ်ယာဉ်တွေအတွက်သူတို့ကတကယ်ချိန်ချောက်မှုပါပဲ။အမေရိကန်ဟာဒီပြဿနာကိုလမ်းကြောင်းတစ်ခုနဲ့ဖြေရှင်းပါတယ်။ပထမတစ်ခုကကာကွယ်ရေးထိဖန်တီးတာပါ။ဘယ်လိုလဲဆိုတော့ဖြတ်သင်းမောတွေတိုက်လေယာဉ်တွေနဲ့ကင်းလှည့်လေယာဉ်တွေကမိုင်းရှင်းလင်းရေးဖွဲ့ကိုဝန်းရံစောင့်ရှောက်ပေးထားတာဖြစ်ပါတယ်။ဒုတိယလမ်းကြောင်းကတော့ပိုပြီးပြင်းထန်ပါတယ်။အမေရိကန်ဟာမိုင်းလာထောင်နဲ့အီရန်ရဲ့သင်္ဘောတွေနဲ့လှေတွေကိုဓာတ်ရိုက်ပြစ်မှတ်ထားတိုက်ခိုက်တာပါ။မိုင်းတွေရေထဲမရောက်ခင်မှာအဲ့ဒီမိုင်းတင်ဆောင်လာတဲ့ platform တွေကိုဖျက်ဆီးပစ်တာကအထီးရောက်ဆုံးနီလန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ရေအောက်ထဲရောက်နေပြီးသားမိုင်းတွေတော်ရေတက်ဟာအဟောင်းဆုံးနဲ့အရှင်းဆုံးနီလန်ကိုပဲသုံးရပါတော့တယ်။အဲ့ဒါကတော့မျက်မြင်တွေ့ရင်ဖျက်ဆီးပစ်တာပါပဲ။ရေမနဲ့ပြင်နားမှာပေါ်နေတဲ့မိုင်းတွေကိုတော့စက်တနက်ကြီးတွေနဲ့အဝေးကနေလှမ်းပစ်ပြီးဖောက်ခွဲပစ်လိုက်တာမျိုးပေါ့။အဲ့လိုပေါက်ခွဲသွားတဲ့ကဝုန်းကနေဆိုတဲ့အတန်ကြီးနဲ့အတူရေတိုင်ကြီးထောင်တက်လာပြီးအန်ဒရီကကင်းစင်သွားပါပြီ။ဒီဆိုနာရီ ROV တွေရဟတ်ယာဉ်တွေနဲ့တိုက်ခိုက်ရေးကင်းလဲမှုတွေအားလုံးရဲ့နောက်ဆုံးပန်းနိုင်ကတော့ဟော်မှုရေလက်ကြားတစ်ခုလုံးကိုရှင်းပစ်ဖို့မဟုတ်ပါဘူး။အဲ့ဒါကလည်းမဖြစ်နိုင်ပါဘူး။တကယ်တမ်းပန်းနိုင်ကအတီးပြူပြီးသားဘေးကင်းတဲ့လမ်းကြောင်းတစ်ခုကိုဖော်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။တင်မော်ရီတစိမ့်ချင်းစီဘေးကင်းကင်းနဲ့ဖြတ်တန်းသွားနိုင်မယ့်လမ်းကြောင်းချင်းလေးတစ်ခုကိုဖော်ပေးလိုက်တာနဲ့ကမ္ဘာစီးပွားရေးတပ်သွေးကြောကပြန်လည်ရှင်သန်လာမှာဖြစ်ပါတယ်။အဲ့ဒီလမ်းကြောင်းပေါ်ထွက်လာပြီးဆိုတာနဲ့စေတမော်ရီရဲ့အဆောင်ရှောင်းနဲ့အတူရေနံနေတင်မော်ကြီးတွေကဒီပိတ်ဆို့မှုကိုကြော်ဖြတ်ပြီးပြန်လည်ထွက်ခွာနိုင်ပါပြီ။ဒါဟာဟော်မှုရေလက်ကြားတွေကမမြင်ရတဲ့ရေရောက်စစ်ပွဲရဲ့ဤကုန်းပါပဲ။အန်ဒရီနီးပညာတွေနဲ့အချင်းလူတိုက်ပွဲဝင်နေရတဲ့ဒီလုပ်ငန်းစဉ်ကကမ္ဘာကြီးရဲ့မီးမပိတ်သွားအောင်တိတိစိတ်ထိန်းချောင်းပေးနေတာဆိုရင်လည်းမမှားလာပါဘူး။ကဲဒါကတော့ကမ္ဘာစီးပွားရေးတပ်သွေးကြောကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့ဟော်မှုရေလက်ကြားတွေကမမြင်ရတဲ့ရေရောက်စစ်ပွဲအကြောင်းပဲဖြစ်ပါတယ်။နောက်ပြီးတန်ဖိုးနဲ့အကြီးကျယ်ဒုက္ခပေးနိုင်တဲ့ရေအောင်မိုင်းတွေရဲ့အန်ဒရီကတကယ်ကိုကြောက်စရာပါပဲ။မိတ်ဆွေရောဘယ်လိုထင်သလဲ။အစိမ့်မီနီးပညာတွေဘယ်လောက်ပဲထွက်ဒီလိုရှိကြတဲ့လက်နက်တွေကပဲကမ္ဘာကြီးကိုဒူးထောက်စေနိုင်တုံးပဲလို့ထင်ပါသလား။ခေါမမှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့စိတ်ရင်းနဲ့နီးပညာအကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လေးလုပ်ထားဖို့လည်းမမေ့လိုက်ပါနဲ့ဦးနော်။ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် like and share လေးလုပ်ပြီးတော့လည်းအားပေးခဲ့ပေးကြပါဦး။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။အားလုံးပဲဘေးကင်းကြပါစေဗျ။